အာနာရင်ခါပါတတ်တယ်တဲ့ဒီစကလုံးကတလောက်နဲ့တင်လုံလောက်သွားပြီအဲ့ဒါကိုသူကယုံအောင်လောက်ပါတယ်ဆိုတဲ့စကားတစ်ခုနဲ့ပဲယုံလိုက်မိတာအာနာလို့ဆိုပြီးတော့လိုက်ရောမိလိုက်တာအဲ့ဒါတွေကကိုယ်ပဲပြန်ခံရတတ်တယ်စိတ်နေစိတ်ထားကောင်းတဲ့သူသီလသမာဓိပညာကောင်းတဲ့သူဒီလိုလူမျိုးကိုကူညီတာအန္တရာယ်မရှိဘူးကိုယ့်အပေါ်မှာအစရတဲ့ကိုကအလိုစိုးနဲ့လာတဲ့သူယုံမာတဲ့အကြံနဲ့လာတဲ့သူကိုအာနာပြီးတော့ယုံပြီးတော့လိုက်ရောမိလိုက်တာဘဝတစ်ခုလုံးပါပေးဆက်လိုက်ရတယ်နလန်းပြန်မထူအောင်ကိုပြန်ပြီးပေးဆက်လိုက်ရတတ်တယ်ကိုနဲ့ပတ်သက်တဲ့သူတွေစီကိုလည်းပဲအလကားပေးနေတာကအလှလုပ်တဲ့အချိန်မှာကောင်းတယ်အမြဲတမ်းအချိန်မှာတော့အာနာလိုက်ရင်တစ်သလုံးတာဝန်ရှိတဲ့လူကြီးတစ်ယောက်လို့အသုံးချခံတာတွေ့ရလိမ့်မယ်ကောင်းပေးတဲ့သူကိုတစ်သလုံးနင်းသွားတာကိုခံရတာတွေ့ရလိမ့်မယ်ကိုကသူ့အတွက်လေကလေးတစ်ထစ်ခင်းပေးလိုက်ပြင်မဲ့သူကတော့ကိုခြေမှုတ်အောက်မှာနင်းချေပလိုက်တာမျိုးကိုကြုံရတတ်တယ်သူတစ်ပါးကိုကောင်းပေးတဲ့သူတွေပြန်ပြီးတော့ခံစားရတာတွေရှိတဲ့အတွက်ကြောင့်စေတနာတော့ကောင်းပေးပါဒါပေမဲ့နေရာတိုင်းမှာအာမနာပါနဲ့အဆင်ပြေသွားပါလိမ့်မယ်ဘုရားရှင်ကိုတော်မြတ်ကပုတိကတ္တတိတ်တာမထေကိုနာမကျမ်းဖြစ်နေတဲ့အချိန်မှာအဲ့ဒီသူနာကိုစောင့်ရှောက်ပေးရင်းနဲ့ဟောခဲ့တဲ့တရားရှိတယ်ချစ်တာဤခန္ဓာကိုယ်သည်ဝိညာဉ်ကင်းခဲ့သောအသုံးမကျသောထင်းတုံးကဲ့သို့စွန့်ပစ်အပ်သည်ဖြစ်၍မကြာမီသာလျှင်မြေပေါ်၌အိမ်ရလိမ့်မည်လို့ဘုရားရှင်ဟောကြားတော်မူတယ်အဲ့ဒီအတိုင်းပဲဒီသဘောလေးကိုတတိယသွားတဲ့အခါပုတိကတ္တတိတ်တာမထေဟာတရားနှလုံးသွင်းခြင်းဖြင့်အာသဝကင်းကွာယဟန္တာဖြစ်ခဲ့ရတယ်။အော်ဒီခန္ဓာဟာဘာအနှစ်မှမရှိပါလား။ဒီခန္ဓာကြီးကိုပုဂ္ဂိုလ်တ attva ဆွဲပြီးတော့ငါဟဲ့လို့မန်တွေတက်နေခြင်းဟာနောက်ဆုံးတည်တဲ့အခါကျတော့ဘာအနှစ်မှမရှိပဲမြေပြင်မှာစွန့်ပစ်ကြတာပါလား။ပုတ်ပွားပြီးတော့ဘယ်နေရာမှနှစ်သက်စရာမရှိချစ်ခင်စရာမရှိတော့ပဲတန်ဖိုးမဲ့ခန္ဓာကိုဖြစ်ရတာပါတကားလို့တရားဆင်ခြင်ရင်ဖြင့်အနိစ္စလက္ခဏာတင်ဒုက္ခလက္ခဏာတင်အနတ္တလက္ခဏာတင်ရင်ဖြင့်ရှုဆင်ခြင်ပွားများလိုက်တဲ့အခါမှာအာသဝကင်းကွာသွားရတယ်။ဒါကြောင့်ကြံတဲ့တ attva တွေလည်းဒီအတိုင်းပဲဘဝဆိုတာရှင်ခြင်းနဲ့သေခြင်းဒီကြားလေးနှစ်ခုမှာပဲယက်တည်ကြတာ။အဲ့ဘဝတစ်ခုမှာအနှစ်ရှိတဲ့အရာတွေကသီလသီတာလည်းအနှစ်ပါတမာတိသာလည်းအနှစ်ပါပညာသာလည်းအနှစ်ပါကျန်သောလောကီအာယုံကာမဂုဏ်တွေဟာအနှစ်မဟုတ်ဘူးမီးတွေတတ်တတ်ဖြစ်တယ်ကိုရှင်သန်စဉ်ကာလမှာစွမ်းနိုင်တုံးကာလအဟုတ်မှတ်ပြီးတော့ကိုအနာကိုဝန်းရံကြတယ်ကိုဘာမှမစွမ်းဆောင်နိုင်တော့တဲ့အခါနာမကျမ်းဖြစ်ပြီးအိပ်ရတဲ့လဲတဲ့အချိန်မှာလူတွေစွန့်ခွာသွားတတ်ကြတယ်ပုတိကတ္တတိတ်တာမထေကိုလည်းအနာယောဂါတွေနှိမ့်ဆက်လွန်တဲ့အခါသူနာဆောင်တွေတောင်ရှောင်သွားကြတယ်ဒါကိုသိတဲ့ဘုရားရှင်ကမာကရုဏာရှေ့ထားပြီးတော့ကိုယ်တိုင်ပြုစုတော့မယ်ကြံတော့မှကြံတဲ့ယဟန်တော်တွေလည်းဝန်းရံလာကြရတာတကယ်တော့ဘာမှမစွမ်းဆောင်နိုင်တော့တဲ့အချိန်ကြရင်လူတွေဟာစွန့်ပစ်ကြတာပဲတဲ့အစွန့်ပစ်ခံဘဝနဲ့နေကုန်းချုပ်ရမှာဖြစ်တဲ့အတွက်ကြောင့်မသေးခင်တတိဝင်ဖို့လိုတယ်မသေးခင်မှာအနှစ်တရားတွေနဲ့ပြည့်စုံအောင်ကျင့်ကြံသွားဖို့လိုအပ်တယ်ဘဝမှာဘာအနှစ်မှမရှိသောပြောင်းလဲပေါက်ပြန်မှုလျင်မြန်လွန်သောလူတွေရဲ့စိတ်တရားတွေနဲ့သူတို့ရဲ့ခင်မင်ပါတယ်ဆိုတဲ့စကားတွေသူတို့ရဲ့လေးစားပါတယ်ဆိုတဲ့စကားတွေဟာအတီးယူလို့မရတဲ့အရာတွေလို့ဒီလိုခံယူလိုက်ပြီးတဲ့နောက်ကိုအားကိုးရမယ့်အရာကဘာလဲကိုအားကိုးရမယ့်အရာသည်သီလသမာဓိပညာကလွဲလို့ဘာမှမရှိဘူးပြစ္ဆုတ်ပံဘဝမှာရောတမလုံးဘဝရောနိဗ္ဗာန်ရောက်သည့်အထိအားကိုးရမယ့်တရားကတော့သီလအနှစ်သမာဓိအနှစ်ပညာအနှစ်ကလွဲ၍တခြားတရားကိုမမြင်ဘူးဒီခန္ဓာကိုယ်ဆိုတာဘာမှအတိတ်ပဲမရှိဘာမှတန်ဖိုးမရှိဘာမှအနှစ်မရှိသောအရာပဲတည်တဲ့အခါကျစွန့်ပစ်ကြပြီးမြေပေါ်မှာအိပ်ရတာပဲဒီသဘောကိုနားလည်ရင်ကိုယ့်ဘဝကိုအနှစ်ရှိတဲ့ဘဝဖြစ်အောင်ကြိုးစားနိုင်ကြပြီးနိဗ္ဗာန်ရောက်တဲ့အထိကျင့်ကြံဖို့ကိုယ့်ကိုယ်ကိုနှိုးဆော်သင့်ပါတယ်လူနဲ့နိဗ္ဗာန်
သုံးတန်ချမ်းသာလူချမ်းသာဆိုတာကိုလည်းတတ္တဝါတွေလိုချင်ကြတယ်နတ်ချမ်းသာဆိုတာကိုလည်းလိုလားကြတယ်နိဗ္ဗာန်ချမ်းသာဆိုတာကိုလည်းလိုလားကြတယ်ကောင်းတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်လိုချင်ပေမဲ့လို့လိုတိုင်းရသလားလိုတိုင်းလည်းမရပြန်ဘူးထိုက်တန်တဲ့အရာအတွက်ထိုက်တန်တဲ့ပေးဆက်မှုတော့လိုအပ်တယ်ကိုလိုတဲ့အရာကိုကိုယ်တိုင်သာစ조사ပြီးမှရယူနိုင်တယ်သူတစ်ပါးလုပ်ပေးလို့မရနိုင်ဘူးအဲ့ဒီတော့လူချမ်းသာလိုချင်ရင်လူချမ်းသာနဲ့ထိုက်တန်သောသီလအနှစ်သမာဓိအနှစ်ပညာအနှစ်ရှိဖို့လိုတယ်နတ်ချမ်းသာလိုချင်ရင်တော့နတ်ချမ်းသာနဲ့ထိုက်တန်သောသီလအနှစ်သမာဓိအနှစ်ပညာအနှစ်တို့ရှိဖို့လိုပါလိမ့်မယ်လူချမ်းသာလောက်သာပေးသောကုသိုလ်ဖြင့်နတ်ချမ်းသာကိုမရနိုင်ဘူးဒီတိုင်းပဲဗြဟ္မချမ်းသာလိုချင်ရင်လည်းပဲဇန်သမာဘတ်တို့နဲ့ပြည့်စုံအောင်ကြိုးစားရလိမ့်မယ်ဗြဟ္မချမ်းသာနဲ့ထိုက်တန်သောသီလအနှစ်သမာဓိအနှစ်ပညာအနှစ်လည်းရှိဖို့လိုတယ်နတ်ချမ်းသာရစေလောက်သောကုသိုလ်ကဗြဟ္မချမ်းသာကိုမပေးနိုင်ဘူးဗြဟ္မချမ်းသာကိုရခြင်းရင်ထိုက်တန်တဲ့သမာဓိဒီတရားရင်းနှီးမြှုပ်နှံဖို့လိုလိမ့်မယ်ဒီအတိုင်းပဲနိဗ္ဗာန်ချမ်းသာဆိုရင်တော့နိဗ္ဗာန်နဲ့ထိုက်တန်သောသီလအနှစ်သမာဓိအနှစ်ပညာအနှစ်တို့ကိုယ်တိုင်ပဲကြိုးစားဖြည့်ခြင်းဖို့လိုပါလိမ့်မယ်နိဗ္ဗာန်နဲ့ထိုက်တန်တဲ့သီလသမာဓိပညာရှိမှနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တာဘယ်အရာမှအလကားမရဘူးကိုယ်တိုင်အားထုတ်ရတယ်ဆိုတာကိုမြတ်စွာဘုရားဟောထားတယ်အဲ့ဒီမှာဘုရားရှင်ကသောရိယဝတ္ထုမှာဆိုရင်လူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာမျိုးကိုအမိအဖသည်မပြုလုပ်ပေးနိုင်ဘူးတပါးသောဆွေမျိုးတို့သည်လည်းမပြုပေးနိုင်ဘူးထိုလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာမျိုးကိုကောင်းစွာထားအပ်သောစိတ်တည်သားလျင်ထိုမိဘဆွေမျိုးတို့တဆင့်တဆင့်မြင့်မြတ်အောင်ပြုလုပ်မပေးနိုင်သောအရာတွေကိုလုပ်ပေးနိုင်တယ်ကောင်းစွာထားအပ်သောစိတ်သည်မိဘဆွေမျိုးတို့ထက်ပိုပြီးတော့မြတ်တယ်ကောင်းစွာထားအပ်သောစိတ်သည်ထိုမိဘဆွေမျိုးတို့ထက်ပိုပြီးတော့အားကိုးရတယ်မိမိရဲ့စိတ်ကိုညစ်သေးသောကိလေသာတွေနှိပ်စက်မှုကိုမခံရစေဘဲလောဘကင်းသောစိတ်ထားဒေါသကင်းသောစိတ်ထားမောဟကင်းသောစိတ်ထားမာနကင်းတဲ့စိတ်ထားဒိဋ္ဌိကင်းစင်တဲ့စိတ်ထားဒုလောယုံမှတန်တရားဖြစ်တဲ့ဝိသိကိစ္စကင်းစင်သောစိတ်ထားထိုင်မိုင်ပြင်းရည်တတ်တဲ့ထိနာကင်းစင်တဲ့စိတ်ထားပြန့်လွင်ခြင်းတည်းဟူသောဥဒိစ္စကင်းစင်တဲ့စိတ်ထားမရှက်တမလန့်တန့်ခြင်းဆိုတဲ့အာဟိရိကအနုတ္တပတရားတို့ကင်းစင်သောစိတ်ထားအဲ့ဒီလိုကောင်းမွန်တဲ့စိတ်ထားမျိုးဖြစ်အောင်ကိုယ်တိုင်ကျင့်ကြံသွားသောအဖြစ်လူချမ်းသာကိုလိုချင်လူချမ်းသာရနိုင်တယ်နတ်ချမ်းသာကိုလိုချင်ရင်ဒီထက်ပိုပြီးတော့ကြိုးစားလိုက်သောအဖြစ်နတ်ချမ်းသာကိုရစေတယ်ဗြဟ္မချမ်းသာကိုလိုချင်ရင်ဒီထက်ပိုပြီးတော့စိတ်ကိုဖြူအောင်ထားသောအဖြစ်တမာတိဖြင့်တည်ငြိမ်စွာထားသောအဖြစ်အဲ့ဒီတမာတိကဗြဟ္မချမ်းသာကိုပေးတယ်နိဗ္ဗာန်ချမ်းသာကိုလိုချင်ရင်စင်ကြင်ဉာဏ်တရားတွေပွားများအားထုတ်ခြင်းဖြင့်ဒီစိတ်ဟာဉာဏ်ကိန်းတဲ့စိတ်ဖြစ်နေပြီးမောဟကင်းစင်တဲ့စိတ်အနေအထားမှာအမြဲထိန်းထားနိုင်တဲ့အခါစင်ကြင်ဉာဏ်တရားဖြင့်အမြဲနေတဲ့အတွက်သင်္ခါရတရားတို့ရဲ့အပြစ်တွေကိုမြင်တယ်ထိုသင်္ခါရတရားတို့မှာထွတ်မြောက်ရာကိုလည်းကိုယ်တိုင်မြင်တဲ့အတွက်ကြောင့်သန္ဓရာဂကိုပယ်ခွာ၍သန္ဓရာဂကင်းသောစိတ်ဖြင့်လက်ရရှိနိုင်တယ်ဒါကြောင့်မလို့ကိုယ်စိတ်ကိုဖြူအောင်ထားဖို့ကြိုးစားရမယ်စိတ်ကိုဖြူအောင်ထားဖို့အတွက်အမိအဖလည်းမတတ်နိုင်ဘူးဆွေမျိုးတွေလည်းမတတ်နိုင်ဘူးဒီမိဘတွေဆွေမျိုးတွေကြောင့်ကြုံဝင်ရတဲ့လောကဒဏ်ရင်ဆိုင်ရတဲ့အခက်အခဲဒီထဲမှာပဲနင်မျောမနေပဲနဲ့ကိုယ့်အတွက်အနှစ်ရှိတာကိုလည်းကြိုးစားအားထုတ်သင်ကြောင်းဘုရားရှင်ဟောကြားခြင်းဖြစ်တယ်ဒါကြောင့်ကိုယ်စိတ်ကိုဖြူစွာထားခြင်းကိုယ်စိတ်ကိုကောင်းစွာစောင့်တည်ထားခြင်းဟာလူနဲ့နိဗ္ဗာန်သုံးတန်သောချမ်းသာကိုပေးနိုင်တယ်အနောက်ရှက်ဆိုတာမျိုးကလည်းလူတိုင်းမှာရှိတယ်အလုံးလုံးတဲ့သူမှာအနောက်ရှက်ရှိတယ်အတိုက်ခိုက်ရှိတယ်ဘာမှအလုံးမလုံးတဲ့သူမှာတော့မရှိဘူးပေါ့နည်းနည်းအောင်မြင်လာရင်နည်းနည်းအတိုက်ခိုက်ရှိလာမယ်များအောင်မြင်ရင်များအတိုက်ခိုက်ရှိလာမယ်အဲ့အတိုက်ခိုက်ကိုစိုးရင်မနေနဲ့ဂယုလည်းမဆိုင်နဲ့
ဥပက္ခပြုပြီးတော့နေနိုင်ရမယ်ပြန်ပြီးတော့မတုံ့ပြန်လိုက်နဲ့ပို့ပြီးတော့မိဘွားကိုဖွာပေးလိုက်တဲ့လိုမျိုးဖြစ်သွားမယ်သူ့အတိုင်းလေးပဲအဲ့တိုင်းပဲနေပါစေအရှိန်ကုန်ရင်ရပ်သွားလိမ့်မယ်ဒီအတိုက်ခိုက်တွေကိုအရေးတယူလုံးမနေနဲ့ကိုလန်းကိုဖြောင်းဖြောင်းရှောက်ကိုအလုပ်ကိုအာယုံဆိုင်ကိုရဲ့ focus လို့ခေါ်တဲ့ကိုအာယုံဆိုင်မှုကကိုဘဝကိုပဲအာယုံဆိုင်ဖို့လိုတယ်ကိုနဲ့မဆိုင်တဲ့သူတစ်ပါးကိုအာယုံဆိုင်ပူလောင်တယ်အာယုံဆိုင်မှားသွားတဲ့အတွက်ကြောင့်ကိုအလုပ်တွေပါပြတ်တတ်တယ်အဲကြောင့်ကိုလန်းကိုဖြောင်းဖြောင်းရှောက်အတိုက်ခိုက်ဆိုတာလူတိုင်းမှာရှိတယ်မြတ်စွာဘုရားတော်အတိုက်ခိုက်နဲ့မလွတ်ဘူးဒါတွေဟာတော်တဲ့သူတွေမှထင်ရှားတဲ့သူတွေမှအောင်မြင်လာတဲ့သူတွေမှသာအတိုက်ခိုက်ရှိတာလို့ခံယူလိုက်အဲ့တော့ကိုယ့်ကိုအတိုက်ခိုက်ရှိတယ်ဆိုတာကိုအောင်မြင်နေပြီအတိုင်းတာတစ်ခုအထိအဆင်ပြေနေပြီလို့ဒီလိုကိုယ့်အောင်မြင်မှုကိုသာပြန်ပြီးတော့သတ်မှတ်လိုက်အဆင်ပြေသွားလိမ့်မယ်တိုက်ခိုက်မှုတွေဆိုတာကြော်သွားရမယ့်အရာတွေအဲ့တိုက်ခိုက်မှုတွေကိုအာယုံစိုက်ပြီးတော့အရေးတယူလောက်ရမယ့်အရာတွေမဟုတ်ဘူးကိုယ်အောင်မြင်မှုပန်းတိုင်ကိုမြန်မြန်ရောက်အောင်သာအရှိန်ညှင့်ပြီးတော့ဆက်ကြိုးစားသွားလိုက်နောက်မှမောပြီးတော့ကြံခဲ့ကြလိမ့်မယ်အဲ့တော့ကြိုးစားသူမှန်သမျှကိုယ့်ရဲ့ကံဉဏ်ဝရိယကိုသာအာယုံစိုက်အရှိန်ညှင့်ပြီးတော့ပန်းတိုင်မြန်မြန်ရောက်ပါစေလို့ဆုတောင်းပေးတယ်ဘဝအတွက်ကြိုးစားနေတဲ့အချိန်မှာအစင်မပြေတဲ့အခိုက်အတန့်လေးတွေဆိုတာလူတိုင်းမှာရှိတယ်အမြဲတမ်းတော့လုံးသမျှအရာအလုံးအဆင်ပြေနေတယ်လို့မရှိတည်တည်ချာချာစီမံထားတဲ့အရာတွေတောင်မှပျက်စီးရင်ပျက်စီးသွားတာခဏတစ်ဖြုတ်အားဖြင့်အရှိန်နည်းနည်းတုံဆိုင်သွားတာတို့ခဏရက်လိုက်ရတာတို့ဒါလူတိုင်းမှာရှိတယ်ဒါကိုအချိန်တစ်ခုစောင့်ရမယ်လို့အမြဲတမ်းခံယူတာတက်တန်းကြာကြာဘဝတိုက်ပွဲတွေတိုက်နေတဲ့သူတွေနားလဲတယ်အမြဲတမ်းလဲနားမနေရသလိုအမြဲတမ်းလဲလှုပ်ရှားမနေရဘူးဆိုတဲ့ဒီအရာလေးကိုလက်ခံထားလိုက်အချိန်ပေးတဲ့အခါအခွင့်ရတဲ့အခါမှာအစွမ်းအစပြနိုင်ရအောင်ငြိမ်နေတဲ့အချိန်မှာရှာဖွေသင့်တဲ့ပညာရက်တွေရှာဖွေစီးပူးသင့်တဲ့ပညာရက်တွေစီးပူးထပ်ပြီးတော့ဖြည့်သင့်တဲ့ခွန်အားတွေပြန်ပြီးတော့ဖြည့်ဉာဏ်စွမ်းအားကာယစွမ်းအားအားလုံးကိုပြည့်စုံအောင်ပြန်ဖြည့်ပြီးတော့ခွန်အားအပြည့်နဲ့အခွင့်အရေးပေးတဲ့နေ့မှာပြန်ယုံထားလိုက်ပြန်တိုက်လိုက်အောင်မြင်တာပဲဘဝတိုက်ပွဲဆင်နွှဲနေတဲ့သူတွေအကုန်လုံးပဲဘဝရှိတဲ့သူမှန်သမျှနားနေရတဲ့အချိန်ဆိုတာရှိတယ်ရက်နေရတဲ့အချိန်ဆိုတာရှိတယ်သွားပြင်မဲ့မရောက်နိုင်ပဲနဲ့ကာလရှည်ကြာတာမျိုးတွေကြုံရတတ်တယ်စိတ်မလျှော့နဲ့ဒီလိုမျိုးခဏတစ်ဖြုတ်စောင့်ဆိုင်းရခြင်းခဏတစ်ဖြုတ်နားနေရခြင်းဆိုတာနောက်ထပ်ခွန်အားအပြည့်နဲ့ရှင်သန်နိုင်ဖို့အတွက်အာယူတယ်လို့ခံယူထားလိုက်အဲ့ဒါအမှန်တရားပဲဒီအတိုင်းပဲကြုံကြရတယ်ဘဝတိုက်ပွဲဝင်တဲ့သူမှတ်သမျှဒီအတိုင်းပဲစောင့်နေရတဲ့အချိန်တွေရက်နေရတဲ့အချိန်တွေဆိုတာရှိတယ်ဒါကြောင့်အာမငင်နဲ့ဒီနီလန်းနဲ့ကြိုးစားလို့ရရင်ရမရရင်နောက်နီလန်းနဲ့ကြိုးစားမှာပေါ့လိုလျင်ကြံစနီလန်းရအောင်မြင်ပါလိမ့်မယ်ကိုဘဝအတွက်ကြိုးစားနေရင်လည်းပဲမစင်မကျင်လုံးမိတဲ့အရာလေးတွေကကိုလမ်းကိုအနှောက်အယှက်ပေးတာလေးတွေကြုံရလိမ့်မယ်ဘလို့မစင်မကျင်လဲဆိုတော့လူမှုရေးမှာစိတ်လိုလဲရဆန္ဒနောက်ကိုလိုက်မိတာမျိုးသွားနေရင်လည်းကိုလမ်းကိုအာရုံမဆိုင်နိုင်တော့ဘူးနောက်ပြင်ပအတိုက်ခိုက်မျိုးတွေနဲ့ပြင်ပလူမှုရေးကိစ္စကိုအဓိကသွားထားမိလိုက်တာလူမှုရေးကိစ္စဆိုတာကဒါနှလုံးသားရေးလို့လူတွေပြောတဲ့ကိစ္စတွေပါသူကဘဝမှာအရေးပါတယ်လို့ပြောလို့ရပေမဲ့ထမင်းဖြစ်မဲ့အလုပ်ဟင်းဖြစ်မဲ့အလုပ်ကြတော့မဟုတ်ပြန်ဘူးအဲ့ဒီတော့နှလုံးသားရေးကိုဦးစားပေးလိုက်တဲ့အတွက်သို့မဟုတ်လူမှုရေးကိုဦးစားပေးလိုက်တဲ့အတွက်ဒီဘက်ကဘဝအရေးတွေရပ်သွားတယ်အာယုံစိုက်မှားသွားတာကိုအာယုံစိုက်တာကထမင်းမဖြစ်တဲ့ကိစ္စကိုအာယုံစိုက်လိုက်တာဟင်းမဖြစ်တဲ့ကိစ္စကိုအာယုံစိုက်ပြီးတော့
အဲ့ဒီဘက်မှာအချိန်ပေးလိုက်တည်နဲ့အမျှဒီဘက်ကထမင်းလဲရော့လာတယ်ဟင်းလဲရော့လာဆိုလိုတာကဘဝတိုးတက်လန်းပြတ်သွားတယ်နှလုံးသားရေးကိုအဓိကထားလိုက်တဲ့အတွက်ဘဝအရေးပြတ်သွားတတ်တယ်အဲ့နှလုံးသားရေးဆိုတာလေထမင်းမပါဟင်းမပါပဲနဲ့တိဆောက်လို့မရဘူးစိတ်ကူးရင်ဇလန်းတွေမဟုတ်ဘူးတကယ်ဘဝကထမင်းရှိမှဟင်းရှိမှငွေရှိမှဒါကြောင့်မလို့ဘဝဆိုတဲ့အရာကိုပေါ့ပေါ့တန်တန်သဘောမထားပါနဲ့ဘယ်တော့မှမပေါ့ဆပါနဲ့ဘဝအရေးပြည့်စုံမှနှလုံးသားရေးတို့တခြားလူမှုရေးတို့ဆိုတဲ့ကိစ္စကိုဦးစားပေးရတာတစ်သက်လုံးဘဝအရေးကိုသာဦးစားပေးပါဘဝအနေတင့်တော့မှကျန်တဲ့နှလုံးသားရေးဆိုတာကလည်းအဆင်ပြေတာထမင်းမဝရင်ချစ်ပါတယ်တို့ခင်ပါတယ်တို့ဆိုတဲ့အရာတွေကြက်ပြောက်ငှက်ပြောက်ပျောက်သွားကြတယ်ဒီတော့ဘဝခိုင်မာအောင်တည်ဆောက်ပါကိုယ့်ဘဝခိုင်မာတဲ့နေ့မှာလိုတာအကုန်ရပါတယ်အားလုံးအဆင်ပြေကြပါစေဘဝမှာလူအချင်းချင်းအဲ့ဒီလိုဆက်ဆံနေကြတော့ကျုံကိုင်းမိကိုင်းကျွန်းမိဆိုတဲ့သဘောတဘာဝလေးဒီအရာလေးကိုအမြဲတမ်းမမေ့ကြနဲ့နောက်အယူရှိရင်အပေးလဲရှိတယ်ဆိုတဲ့အရာကိုလည်းဘယ်တော့မှမမေ့ကြနဲ့လောကမှာအလကားပေးတယ်ဆိုတာဘာမှမရှိဘူးရုပ်စွာအဆုံးဒီဘက်ခေတ်မှာဆိုရင်နှလုံးသားရေးမှာတော့အလကားပေးတယ်ဆိုတာမရှိဘူးနင်ဒါပေးနိုင်မှငါကဒါပေးမယ်ဆိုတဲ့သဘောမျိုးတွေဖြစ်နေတာအပေးနဲ့အယူတဲ့ give and take လို့ခေါ်တယ်အဲ့အပေးအယူမျှတနေတော့မှပျော်ရွှင်မှုဆိုတာကိုခံစားရတာတစ်ဖက်သက်တွေနဲ့တော့မရဘူးသွားလာနေကြတဲ့နေရာမှာဆက်ဆံနေကြတဲ့နေရာမှာဒီသဘောလေးတွေရှိတယ်ကျွန်းကိုင်းမိကိုင်းကျွန်းမိသဘောကိုလွန်ပြီးတော့တစ်ဖက်သက်ရယူနေခြင်းရင်တော့ကြာလာတဲ့အခါပေးနေရတဲ့သူကညင်းငွေလာပြီးတော့ကိုယ့်ကိုဖြတ်ချသွားတတ်တယ်သူတော်ကောင်းဖြစ်နေရင်တော့မှအတောင်းပဲများတဲ့သူကိုကြာလာရင်စိတ်ကုန်လာပြီးတော့ဆွန့်ပစ်တတ်တယ်အမြဲတမ်းပေးနေတတ်ပါတယ်ဆိုတဲ့သူတွေတော့လက်တွန့်လာတတ်တယ်တောင်းပါများရင်လေမိဘတော်မုန်းတယ်ဆိုတဲ့စကားရှိတယ်အဲ့ဒီလိုဆိုတော့အတောင်းကြီးတတ်မလုပ်ပါနဲ့တောင်းပြီးရင်ကိုယ်ကလည်းပြန်ပေးတတ်အောင်ဒီလိုသဘောလေးအဲ့ဒီရင်ကျေးမှုလေးရှိဖို့လိုတယ်ဘဝမှာကိုခြေတော့ကိုရက်နိုင်ဖို့ကဒါအရေးချင်းအစ်စ်ပဲလူတိုင်းကကိုယ့်ဘဝကိုတိဆောက်ထားကြတာအချောင်မလိုချင်နဲ့သူလည်းသူ့အုံနောက်သူ့ခြေတော့ပေါ်ရက်ပြီးတော့ဘဝတိဆောက်ထားတာကိုလည်းလူသားတစ်ယောက်ပဲကိုအုံနောက်ကိုအတုံးချကိုခြေတော့ပေါ်ကိုရက်ဖို့လိုအပ်တာပေါ့အဲ့ဒီလိုကိုခြေတော့ပေါ်ကိုမရက်နိုင်ခင်အချိန်လေးခဏတာအကူအညီယူတဲ့ယူပြီးတော့အဲ့ဒီအကူအညီကိုလည်းကျေးဇူးတုံကျေးဇူးပြန်ဆက်တဲ့တယ်ပြန်ပေးဖို့လူရင်ကျေးမှုပဲဒီတော့အယူရှိတာရင်တော့အပေးလေးရှိဖို့လိုတယ်မပေးခြင်းရင်အစတွေကမယူပါနဲ့ကိုခြေတော့ပေါ်တာကိုရက်နိုင်အောင်ကြိုးစားပါဒါမှလူပြီးသားတယ်လို့ခေါ်တယ်ဒါကြောင့်အောင်မြင်ခြင်းတယ်ဆိုရင်ကြွေးတင်မခံခြင်းဘူးဆိုလို့ရှိရင်ယူဖို့တဲ့ပေးဖို့ပဲစဉ်းစားပါပေးနိုင်ဖို့ရာအတွက်ကိုခြေတော့ပေါ်ကိုရက်နိုင်အောင်အရင်တိဆောက်လိုက်ပါအနေတင့်တဲ့လူသားတစ်ယောက်ဖြစ်လာပါလိမ့်မယ်ဝမ်းနဲ့စရာကိစ္စတွေနဲ့ကြုံတဲ့အချိန်ကျရင်လူတွေဘယ်လိုတုံ့ပြန်တယ်လဲမျက်ရည်ကျတာပေါ့ဝမ်းနေတယ်မျက်ရည်ကျတယ်စိတ်မကောင်းဖြစ်တယ်ဒါပေမဲ့အရေးကြီးတာတစ်ချက်ကတော့ကိုကြုံနေတဲ့ဝမ်းနေစရာအခြေအနေကိုရင်ဆိုင်နေရတဲ့ပြဿနာဟာဝမ်းနေလို့ပြေလည်မသွားဘူးဆိုတာကိုသိရမယ်ကိုရင်ဆိုင်နေရတဲ့ပြဿနာဟာငိုပြနေလို့လေအဲ့ပြဿနာကပျောက်မသွားဘူးလို့သိရမယ်ငိုပြခြင်းဟာအရှုံးပေးခြင်းတစ်ခုပဲချွင်းချက်တွေရှိပေမဲ့လို့အားငယ်စရာကိစ္စနဲ့ကြုံလို့ငိုပြလိုက်လို့ပြဿနာပြေလည်မသွားဘူးအခက်အခဲတစ်ခုနဲ့ရင်ဆိုင်ရလို့မျက်ရည်တွေကျပြနေလို့ပြဿနာပြေလည်မသွားဘူးကိုယ့်ဘောမှာလူတစ်ယောက်ကသစ္စာဖောက်သွားလို့ငိုပြနေပေမဲ့လို့သစ္စာဖောက်သွားတဲ့သူကကိုယ့်ဘက်ကိုပြန်ရောက်မလာဘူးကိုယ်ဒုက္ခရောက်အောင်လုပ်လိုက်တဲ့သူရှိမှ
ငိုပြနေလို့လဲကိုကိုဒုက္ခပေးတဲ့သူကသူလုံးမဲ့အလုပ်တွေကိုရပ်မသွားဘူးအဲ့ဒီအရာတွေကိုသိမဲ့ဆိုရင်ရဲရင်သာရင်ဆိုင်ရတယ်ဆိုတာကိုနားလည်ဖို့ပြောတာပါကိုတွေအရာပြောရမယ်ဆိုရင်ပြဿနာဖြစ်လာတဲ့အချိန်ဝမ်းနဲ့စရာနဲ့ကြုံတဲ့အချိန်ရဲရင်ပြဿနာကိုရင်ဆိုင်ပလိုက်တာကမြန်ပြဿနာပြေလည်တတ်တယ်ပြောညံ့တဲ့စိတ်ထားနဲ့တွေးဝေနေတဲ့စိတ်ထားနဲ့ဆိုပြဿနာရေရှည်ကြာသွားတတ်တယ်ဒီတော့စွန့်လွတ်တဲ့အရာရှိရင်ရဲစွန့်လွတ်ရဲရတယ်ရယူတဲ့အရာရှိရင်ရဲရယူရဲရတယ်လောကမှာစွန့်လွတ်ခြင်းနဲ့ရယူခြင်းနှစ်ခုပဲရှိတယ်ဒီပြဿနာကိုပြေလည်ဖို့အတွက်ရယူစရာတစ်ခုရှိမယ်ဆိုရယူလိုက်ရတယ်ဒီပြဿနာပြေလည်ဖို့အတွက်စွန့်လွတ်ပြစ်လိုက်မှပြေလည်မယ်ဆိုစွန့်လွတ်ပြေရဲရတယ်မပြတ်မသားတဲ့စိတ်ထားနဲ့ပြဿနာတွေပြေလည်မသွားကြဘူးကိုယ့်အသက်တတ်တန်းတာရှည်ကြာသွားတယ်ပြဿနာတွေကမပြေးနိုင်မစည်းနိုင်အကြိမ်ထပ်ပြီးတော့ပွားနေတာမျိုးတွေကြုံရတတ်တယ်ဒါကြောင့်လောကကပေးလာတဲ့လောကဓာတ်နဲ့ရင်ဆိုင်တဲ့အချိန်မှာအထူးအားဖြင့်အစိုးလောကဓာတ်နဲ့ကြုံတဲ့အချိန်မှာဝမ်းနည်းပြခြင်းမျက်ရည်ကျပြခြင်းငိုပြခြင်းအဲ့ဒီအရာတွေဟာပြဿနာရဲ့အဖြေမဟုတ်ဘူးလက်တွေ့ကြသုံးသပ်တတ်ခြင်းလက်ရှိအနေအထားကိုလက်တွေ့ကြစဉ်းစားတတ်ခြင်းကိုအမှန်တိုင်းသုံးသပ်ပြီးတော့အမှန်တိုင်းမြင်ခြင်းဒီအရာတွေကသာပြဿနာဖြေရှင်းဖို့အကြောင်းတရားတွေပဲပြဿနာဖြေရှင်းလို့ရတဲ့အရာတွေပဲအဲ့တော့ကိုပါလိုချင်တာလဲဒီကိစ္စဟာကိုလိုချင်တာရရင်ပြီးသွားနိုင်တာလားသို့မဟုတ်အဲ့ဒီလိုချင်တဲ့အရာကြောင့်ပြဿနာမျိုးစုံတက်လာနိုင်တယ်ဆိုရင်စွန့်လွတ်ပလိုက်ရင်အကျိုးကများမှာလားဆိုးကျိုးကများမှာလားဒါတွေကိုမြန်ဆုံးဖြတ်နိုင်တဲ့ပြတ်သားမြင်နိုင်တဲ့ဉာဏ်ရအောင်ကြိုးစားရတယ်မပြတ်မသားတွေဝေနဲ့နေပြီးတော့အရာမှာအားငယ်စွာနဲ့ရင်ဆိုင်တဲ့သူတွေဟာသူတစ်ပါးအနိုင်ယူတာကိုပဲကြိမ်ပေါင်းများစွာကြုံရတတ်တယ်ဒါကြောင့်ရဲရင်တဲ့သူများလောကမှာမရပ်တည်နိုင်တယ်အားငယ်တဲ့သူများလောကမှာအကြိမ်ရှုံးရတတ်တယ်ကြုံကာမှကြုံရောရှောင်ပြေးလို့မရတဲ့ကိစ္စတွေကိုရဲဝံ့စွာရင်ဆိုင်ယုံမှတပါတခြားသောအရာမရှိကိုကကြုံတဲ့ပြဿနာကိုဝမ်းနဲ့ပလက်နဲ့မျက်ရည်ဆက်လက်နဲ့ရင်ဆိုင်နေရင်ရန်သူအားရတယ်ဘလို့အရာနဲ့ပဲကြုံရဲဝံ့မှုဆိုတဲ့အရာကိုဘယ်တော့မှအပြည့်စည်းမခံပါနဲ့ဒါကြောင့်အလုံးတရားနာသူအပေါင်းသူတော်ကောင်းတို့ဟာကိုယ့်ဘဝရဲ့တွေ့ကြုံရမယ့်ပြဿနာတွေကိုစစ်သူကြီးအလားကိုယ့်ဘဝအတွက်ကိုတိုက်ယူနိုင်သောကာကွယ်နိုင်သောပြိုးထောင်နိုင်သောပြိုးထောင်သူအဖြစ်ရပ်တည်နိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကိုတနာတတ်ဖို့လိုတယ်ကိုတနာရင်စိတ်ဆင်းရဲအောင်မလုပ်နဲ့စိတ်ဆင်းရဲစေမယ့်အကြောင်းတွေကိုမရှာနဲ့တနေ့တာစိတ်ကြည်လင်နဲ့အိယာနိုးလာဖို့အရေးကြီးတယ်ကိုတနာရင်မနှမိုးလင်းတာနဲ့ကြည်လင်နဲ့အိယာနိုးအောင်ဂရုစိုက်ကိုတနာရင်ရေရှည်အလုံးလုံးနိုင်ဖို့ရာအတွက်တရားအားထုတ်နိုင်ဖို့ရာအတွက်လူသားကောင်းကျိုးကိုဆောင်ရွက်နိုင်ဖို့ရာအတွက်မျှတတဲ့အာဟာရကိုစားတော့အသက်တိုးစေမယ်အစားအသောက်တွေမစားနဲ့ကိုငဲ့မယ်ကိုတနာမယ်ဆိုလို့ရှိရင်ကိုအစိတ်အတောက်ဖြစ်စေသောစာပေတွေမဖတ်နဲ့ကိုအစိတ်အတောက်ဖြစ်စေသောအုံနောက်ကိုအစိတ်အတောက်ဖြစ်စေသောအရာတွေကိုမကြည့်နဲ့စကားတွေကိုနားမထောင်နဲ့စိတ်ချမ်းသာစေမယ်စကားတွေကိုနားထောင်လောကမှာလောကီအကျိုးလောကုတ္တရာအကျိုးပေးစေသော
အသိဉာဏ်တွေပေးသောစာပေတွေကိုဖတ်ပါအုံနောက်ပြန်လည်ပြီးတော့နိုးချစေသောအသိဉာဏ်ကိုပွင့်လင်းစေသောစကားတွေကိုနားထောင်ပါကိုယ်သနာရင်စိတ်ဆင်းရဲအောင်လို့ကိုဒုက္ခမပေးနဲ့လူတယောက်အကြောင်းစိတ်ဆင်းရဲနေရတာမျိုးလူတယောက်ကြောင့်စိတ်ပင်ပန်းနေရတာမျိုးအဖြစ်မခံနဲ့လွတ်လပ်နေသူဒီလဲကိုမတနာသလိုကိုဒီလဲသူ့ကိုအမြဲတမ်းမတနာနိုင်ဘူးကိုဘယ်သူတနာမလဲလို့ကြည့်ပြီးတော့လိုက်အပြင်မှာရှာတဲ့အခါသူတို့ဒီလဲသူတို့အကျိုးအတွက်သာသူတို့လုပ်နေကြတာဖြစ်တဲ့အတွက်ကိုသူတို့မတနာအားဘူးသူတို့ကိုသူတို့တနာတဲ့အတွက်ကြောင့်သူတို့ဝမ်းဝဖို့ပဲကြိုးစားနေပါလိမ့်မယ်သူတို့ကိုသူတို့တနာတဲ့အတွက်ကြောင့်သူတို့အထီးမကျန်ယုံပဲကြိုးစားနေပါလိမ့်မယ်သူတို့အစဉ်ပြေစေဖို့ရာအတွက်ပဲသူတို့ကြိုးစားနေပါလိမ့်မယ်ဒီတော့ကိုကလည်းကိုတနာဖို့လိုအပ်တယ်ကိုသူများတနာမလားလို့ကြည့်ပေမဲ့အဲ့ဒီလူတွေဟာကိုမတနာနိုင်ဘူးဆိုတာတွေ့ရလိမ့်မယ်ကိုကတနာပေးလိုက်လို့သူတို့ဘက်ကတန်ပြန်တနာမလားလို့ကြည့်ပြန်တော့လေမောဟထူပြောတဲ့ပုဂ္ဂိုလ်တွေဟာအဲ့ဒီလောက်အသိဉာဏ်မရှိကြပါဘူးလောဘထူပြောတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလောက်အသိဉာဏ်မရှိကြပါဘူးသိမျောလင့်မနေနဲ့ဒါကြောင့်ကိုတနာရင်ကိုတယောက်တည်းနဲ့ပြည့်စုံအောင်နေတတ်အောင်ကြိုးစားတရားနဲ့ယဉ်ကျေးအောင်နေတတ်အောင်ကြိုးစားဘယ်သူမှမရှိလဲတရားနဲ့ပြည့်စုံအောင်ကြိုးစားကိုဝန်ကိုထမ်းနိုင်အောင်လေ့ကျင့်ပေးကိုတနာမယ်ဆိုလို့ရှိရင်တော့ကျန်သောဝန်တုပ်အများကြီးကိုမနိုင်ဝန်တွေထမ်းတာမျိုးကိုမဖြစ်စေနဲ့နိုင်တဲ့လောက်ပဲထမ်းနိုင်တဲ့လောက်ပဲလုပ်နိုင်တဲ့လောက်ပဲပေးနိုင်တဲ့လောက်ပဲတာဝန်ယူအပေါ်ဝန်တွေထမ်းပြီးတော့အုံနောက်တွေပါချောက်ရွတ်သွတ်သွားစေသည့်အထိစိတ်ယောဂါတွေဖြစ်စေသည့်အထိကိုဒုက္ခမပေးပါနဲ့အေးဝဝပဲအိပ်ပါအေးဝဝအိပ်တော့အပြင်ဉာဏ်ကြည်မှတရားဉာဏ်အမြင်တွေပွင့်တယ်ဉာဏ်ကြည်မှအနာဂတ်အကြောင်းကိုစဉ်းစားနိုင်တယ်ဉာဏ်ကြည်တော့မှပြစ္ဆုတ်ပံပြဿနာရဲ့အဖြေကိုရှာတွေ့နိုင်တယ်ဒါကြောင့်အေးဝဝအိပ်အစမှအစိတ်တောက်ရှိတာတွေမစားနဲ့ကိုတနာရင်ဘသူကြောင့်မှကိုစိတ်ဆင်းရဲအောင်မလုပ်နဲ့ဘသူအပေါ်မှာလည်းပဲလုံးဝယုံကြည်ပြီးတော့မိကိုမထားနဲ့အရာရာဟာပြောင်းလဲဖောက်ပြန်တယ်ဆိုတဲ့မြတ်စွာဘုရားတရားကိုအမြဲနှလုံးသွင်းပြီးတော့နေကိုတနာရင်ဘုရားပြောတဲ့စကားတွေကိုဘယ်တော့မှမမေ့နဲ့မမြဲခြင်းဆင်းရဲခြင်းအစိုးမရခြင်းကိုအမြဲတမ်းဆင်ခြင်သောအဖြစ်ဆင်းရဲဒုက္ခများစွာကိုကျော်လွှားနိုင်လိမ့်မယ်လူတွေရဲ့နေ့စဉ်အပူတွေစာဝတ်နေရေးပညာရေးလူမှုရေးနိုင်ငံရေးအရေးအမျိုးမျိုးနဲ့ပူလောင်နေကြတယ်အဲ့ဒီပူလောင်မှုတွေမှာထွက်ပေါက်မရှိဘဲနဲ့ဖြစ်နေကြတယ်ဘယ်လိုအေးချမ်းအောင်နေရမလဲလို့မသိဘဲနဲ့စိတ်ကိုမထားတတ်တာအဲ့ဒီအပူတွေကိုလူတိုင်းကြုံနေရတယ်ရှောင်လွဲလို့မရဘဲနဲ့နှစ်ဖူးတွေတူတွေကြုံနေရတဲ့အချိန်မှာတရားမေ့ကုန်လေတရားမေ့တဲ့အတွက်ကြောင့်အကုသိုလ်ပေါ်မှာအကုသိုလ်ဆင်းကိုတိုင်းကအပူသားကောင်ဖြစ်နေပေမဲ့လို့အဲ့ဒီအပူကိုမမြင်ဘူးဖြစ်နေမမြင်ဘဲနဲ့လောင်နေတာကိုတဘာဝလို့ထင်ပြီးထက်ခါအပူမီးကျွေးနေတယ်မီးစာထိုးနေတယ်တကယ်တော့စိတ်ထားတတ်ရင်အေးချမ်းသွားတာပဲပြဿနာလို့မြင်ရင်ပြဿနာဖြစ်နေပြီးတော့ဒါတဘာဝပဲလို့ဆင်ခြင်လိုက်ရင်တဘာဝပဲဖြစ်သွားတယ်ရုပ်စွာအဆုံးတေခြင်းတရားကိုတော့မှတေခြင်းရောက်ပြီပဲတေကံရောက်ပြီပဲတေကံဘာလို့တေရမယ်ဆိုလဲတေပါစေတော့လို့ဒီလိုမြင်လိုက်ရင်တေခြင်းကိုမစိုးရင်တော့ဒီလိုမှမဆင်ခြင်တဲ့အခါကျရင်တေပြင်းနဲ့ကြုံပြီးကဲကြပါအောင်ယူကြပါအောင်နဲ့ပူလောင်မှုနဲ့သေဆုံးတတ်တယ်စိတ်တွေပြန့်လွင်ပြီးတော့သေဆုံးတတ်တယ်မတီးမငြိမ့်နဲ့သေဆုံးတတ်တယ်အပေကိုလာရတယ်လူတွေမှာဖြစ်တဲ့သဘောတရားဆွဲလန်းခြင်းသဘောတရားကလည်းအင်မတန်ကြောက်စရာကောင်းတယ်တာမန်အချိန်မှာမသိတာပဲမဲ့လို့တတိချာချာဆင်ခြင်ကြည့်လိုက်ရင်တာ
သားကိုဆွဲလန်းရင်ဆွဲလန်းနေတယ်သမီးကိုဆွဲလန်းရင်ဆွဲလန်းနေတယ်ရှိနေတဲ့အရာတွေကိုယ်နဲ့ထိတွေ့နေတဲ့အရာတွေကိုတနည်းမဟုတ်တနည်းနဲ့တော့ဆွဲလန်းနေတာပဲတကယ်အရေးကြုံတဲ့အခါမှာအဆွဲလန်းဆုံးအရာတွေပေါ်လာတတ်တယ်အဲ့ဒါဥပါဒဏ်တွေပဲဥပါဒဏ်ကြောင့်ဥပတ်ရောက်တယ်ဘေးတင်တတ်တယ်အပယ်လေးပုံကိုကြာသွားစေတတ်တယ်အဲ့တော့လက်ရှိအချိန်မှာပဲဘာလို့ရတယ်လဲကြုံရမယ်ကိစ္စကြုံစရာအကြောင်းပါရင်ကြုံရမယ်ဖြစ်စရာအကြောင်းပါရင်ဖြစ်လိမ့်မယ်ပြက်စရာအကြောင်းပါရင်ပြက်လိမ့်မယ်လို့ဆင်ခြင်လိုက်ရင်စပြီးတော့အေးလာတယ်ဘာတွေပဲရှိတာလဲလို့ဆင်ခြင်လိုက်ရင်ကိုယ်နဲ့ပတ်သက်ထားသောထိတွေ့နေသောအရာတွေမှန်သမျှအမှန်တော့ဧည့်သည်တွေပဲကိုယ်ပိုင်တယ်လို့ထင်ထားပေမဲ့ဒါတွေဟာကာမဂုဏ်တရားတွေပဲအဲ့ဒီကာမဂုဏ်တရားတွေဟာများသောပင်ပန်းခြင်းရှိတယ်များသောဆင်းရဲခြင်းရှိတယ်သူတို့ကိုဆွဲလန်းနေရင်ဆွဲလန်းတဲ့အလျောက်ကာမိဇန္တာတွေဖြစ်တယ်အဲ့ဒီကာမဂုဏ်တရားတွေကြောင့်ပဲကိုမလိုချင်တဲ့အာယုန်တွေနဲ့တွေ့ရင်ဗျာပါဒတွေပွားတတ်တယ်အဲ့ဒီမှာမှတဆင့်တက်ပြီးအိတ်တာမစ္စရိယတွေပွားတတ်တယ်မပွားနဲ့ကာမဂုဏ်တရားဆိုတာအာယုန်ယုတ်တရားတွေသာဖြစ်ကြတယ်ကိုချစ်တယ်လို့ပြောသောအရာတွေကလည်းရူပယုံအစင်းတွေသာဖြစ်တယ်တတ္တယုံအတန်ယုတ်တွေသာဖြစ်ကြတယ်ခန္ဓာယုံအနံ့ယုတ်တွေသာဖြစ်ကြတယ်ရတ္တယုံအယတာယုတ်တွေသာဖြစ်ကြတယ်ဖုဒ္ဓဘာယုံဆိုတဲ့အထီးအတွေ့အာယုံယုတ်တွေသာဖြစ်ကြတယ်အဲ့ဒါတွေကိုဝိထုယုတ်ဖြစ်တဲ့မျက်စိနဲ့ထိနားနဲ့ထိနှာခေါင်းနဲ့ထိရှားနဲ့ထိကိုယ်နဲ့ထိပြီးတော့ကိလေသာတွေပွားကြတာကြိုက်တာတော့ကာမိသန္တာတွေပွားတယ်မကြိုက်တော့ဗျာပါဒတွေပွားတယ်အဲ့ဒီမှာစိတ်မပါလက်မပါနဲ့ထိနာမိတ်တာတွေဖြစ်ကြတယ်စိတ်ပြန့်လွင့်မှုဥဒိစ္စတွေနဲ့နေကြတယ်ပူပန်မှုကုတ်ကုတ်စာတွေနဲ့နေကြတယ်ယုံ nant ဓမ္မကိုတေးသေးချာချာမမြင်တဲ့ဝိသိကိစ္စနဲ့နေကြတယ်ဒီတော့ပူလောင်တာပေါ့ကိုယ်ဘာကြောင့်ပူလောင်နေတာလဲအကြောင်းလည်းမတွေ့ဘူးအကြောင်းလည်းမတတ်တတ်ဘူးအမှန်တော့ယုတ်တရားတွေသာဖြစ်ကြသည်ကိုချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်သူ့ကိုတေးချကြည့်လိုက်အစင်းရူပါယုံရုပ်ကိုသာမြင်လိမ့်မယ်ထိုအစင်းရူပါယုံရုပ်ဟာငါဥစ္စာလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးငါအတ္တလည်းမဟုတ်ဘူးကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲပါတကားလို့အစဉ်ချင်းကြည့်လိုက်ပါကိုချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်မျက်စိမှာမြင်လာပြီဆိုရင်မြင်သိစိတ်ဖြစ်တဲ့အခိုက်မှာပဲတရားဆင်ခြင်ရင်းဖြင့်အဲ့ဒီအစဉ်ဟာဖြစ်ပြီးပြတ်တတ်တဲ့အတွက်ကြောင့်ဆင်းရဲတရားသာပဲပုဂ္ဂိုလ်တ attva မဟုတ်ပဲအစဉ်ယုတ်တာဖြစ်တယ်မြဲခြင်းချမ်းသာခြင်းအစိုးရခြင်းဆိုတဲ့အနှစ်မရှိဘူးပဲလို့ဒီလိုဆင်ခြင်လိုက်ရင်အမှန်တိုင်းမြင်သွားပြီးတော့ကာမိသန္တာလည်းမဖြစ်တော့ဗျာပါဒလည်းမဖြစ်တော့ကိုယ်မှာပူလောင်စေတဲ့ကိလေသာတွေမဖြစ်ပဲအမှန်တိုင်းမြင်ပြီးတော့အမှန်တိုင်းလက်ခံလိုက်နိုင်တယ်အဲ့ဒီမှာအေးချမ်းမှုကိုရတယ်ကိုယ်နဲ့ပတ်သက်လို့ပြောနေတဲ့စကားတွေမျိုးစုံရှိလိမ့်မယ်ချီကျူးစကားတွေလည်းကြားမယ်ကဲ့ရဲ့စကားတွေလည်းကြားမယ်ဒါပေမဲ့စိတ်ကိုမထိန်တတ်ချီကျူးစကားတွေကြားတော့လေသားရပြီးတော့ပြုံးနေကဲ့ရဲ့စကားတွေကြားတော့လည်းပဲစိတ်နှလုံးမသားမရနဲ့ဒေါသတွေဖြစ်ကောင်းတဲ့တွေကြားပြန်တော့လေသားရပြီးတော့ပြုံးနေမကောင်းတဲ့တွေကြားပြန်တော့လေစိတ်မချမ်းမသာဖြစ်ပြီးတော့ညှိုးငယ်နေတယ်အမှန်တကယ်တော့ဒါတွေဟာစိတ်မထားတတ်လို့ဖြစ်တာပါအတန်ဆိုတာတတ္ထာယုံရုပ်တာဖြစ်တယ်ဘယ်တရားမှမြဲမနေပဲဒီအတန်တွေလည်းမမြဲဘူးဒီအတန်ဆိုတဲ့တတ္ထာယုံရုပ်ဟာကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲပါဘူးရုပ်တတ္တာဖြစ်တယ်ဖြစ်ပြီးရင်ပြတ်တဲ့အတွက်ကြောင့်ဆင်းရဲတရားတတ်ပဲပုဂ္ဂိုလ်တ attva မြဲခြင်းအစရှိတယ်အနှစ်လည်းမရှိတဲ့အတွက်ကြောင့်အစိုးမရတဲ့တရားပဲလို့အတန်ကိုဒီလိုဆင်ခြင်လိုက်ရင်အေးချမ်းသွားမယ်အတန်တွေကြောင့်တာယာခြင်းလည်းမဖြစ်တော့အတန်တွေကြောင့်စိတ်ဆိုးခြင်းလည်းမဖြစ်တော့ပဲအေးချမ်းသွားလိမ့်မယ်နေ့စဉ်ထိတွေ့နေတဲ့အရာတွေမှန်သမျှဟာခဏသာတည်၍ခဏသာပြတ်ကြတယ်ချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်သူတို့ဒီလည်းမမြဲကြဘူးကိုယ်တိုင်းဒီလည်းပဲမြဲမှာမမြဲတာဘာတွေများအမြဲထာဝရအနေနဲ့စောက်ခံထားလို့ရတာဘာရှိလို့တော့ဘယ်တရားကမြဲလို့တော့ဘယ်တရားကိုကိုယ်ပိုင်လို့တော့ကိုယ်သဘောလိုက်တာပဲအရာရှိလို့တော့
ကိုချေကိုလက်တောင်ကိုသဘောမလိုက်ဘူးကိုရဲ့အသေးနှလုံးအစာအိမ်စတဲ့အရာတွေတောင်ကိုသဘောကိုမလိုက်ဘူးသူတို့ဖောက်ပြန်ခြင်းတဲ့အချိန်ဖောက်ပြန်ကြတယ်သူတို့ပျက်စီးခြင်းတဲ့အချိန်ပျက်စီးကြပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုကတည်ခြင်းတဲ့အချိန်တည်တာပဲဘလောက်ဆောင်းရှောက်ပျက်စီးခြင်းတဲ့အချိန်ပျက်စီးတာပဲကိုယ်ခန္ဓာကတောင်မှသူပျက်စီးခြင်းပျက်စီးသေးတာဆိုတော့ပြင်ပကအရာတွေကကိုယ်သဘောကိုပဲလိုက်ပါမလဲဖြစ်တဲ့အချိန်မှာဖြစ်၍ပြတ်တဲ့အချိန်မှာပြတ်နေကြတာပဲဘယ်သူကြောင့်မှလည်းမဟုတ်ပဲနဲ့ကိုပြုတ်ခဲ့တော့အဝိဇ္ဇာတဏှာကံတို့ကြောင့်သာဒီမှာအကျိုးတွေခံစားနေရတာကိုယ့်ရဲ့ကိလေသာဝတ္တွေကြောင့်ကမ္မဝတ္တွေပြုတ်ခဲ့တဲ့အတွက်ဝိပါကဝတ္တွေကိုခံစားနေရတာပါလားလို့စဉ်းကျင်လိုက်တဲ့အခါဩဘယ်အရာပဲဖြစ်ပြီးရင်ပြတ်တဲ့ယုံနံဓမ္မတို့သာရှိ၍ဆင်းရဲတရားတွေသာဖြစ်တဲ့ဒုက္ခသစ္စာသာပဲဒီဒုက္ခသစ္စာကိုရစေတဲ့အကြောင်းကတဏှာပဲတဏှာချုပ်ရင်ဆင်းရဲချုပ်လိမ့်မယ်လို့ဆင်ခြင်ရင်ကိုယ့်ရဲ့ဆွဲလန်းမှုတွေကိုချိုးနှိမ်ကိုယ့်ရဲ့အမြင်တွေကိုကိုပြောင်းကိုယ့်ရဲ့ဉာဏ်တွေကိုရင့်ကျက်အောင်ကြိုးစားရင်းဖြင့်အေးချမ်းနိုင်ပါတယ်စိတ်ညစ်နေလို့ရှိရင်ဘာကြောင့်စိတ်ညစ်တာလဲဆိုတဲ့အကြောင်းကိုရှာဖို့လိုတယ်ကိုယ်ဘာကြောင့်စိတ်ညစ်တယ်လဲဆိုတော့အတိတ်ကအကြောင်းတွေပြန်စဉ်းစားပြီးတော့လေမလိုအပ်ပဲနဲ့အတိတ်ကကြုံခဲ့ရတဲ့အတိုင်းတစ်ခါပြန်ခံစားပြီးတော့ပူလောင်သွားတာအဲ့ဒါတွေကိုတွေးပြီးတော့ဝမ်းနည်းမှုတွေပူလောင်မှုတွေဒါတွေနဲ့စိတ်ကမအေးချမ်းပဲနဲ့ညစ်သွားတတ်တယ်ပြစ္ဆုတ်ပံချိန်မှာလည်းပဲကိုလုံနိုင်တဲ့အလုပ်ကိုအာရုံမစိုက်ပဲနဲ့မလုံနိုင်တဲ့ကိစ္စတွေကိုခေါင်းထဲထည့်ထားပြီးတော့အတွေးနှိပ်စက်ခံရတဲ့သူတွေစိတ်ညစ်ကြကိုလက်ရှိဘာအလုံနိုင်ဆုံးလဲဆိုတဲ့အလုပ်ကိုအာရုံစိုက်နိုင်တဲ့သူတွေတွေးချိန်မရဘူးပြစ္ဆုတ်ပံမှာဘယ်ဟာအရေးအကြီးဆုံးဖြစ်ပြီးတော့ဘယ်ဟာကိုအလုံနိုင်ဆုံးလဲလို့မြင်တဲ့သူတွေတွေးပြီးတော့စိတ်ညစ်နေစရာအကြောင်းမရှိဘူးအချိန်ကိုမရတာလှုပ်လို့ရတဲ့အလုပ်တွေတစ်ခုပြီးတစ်ခုလှုပ်သွားဘာမှလှုပ်စရာမရှိရင်တစ်ပစီလဲနေဘာမှလှုပ်စရာမရှိရင်ဂုံတော်ပွားနေမှာဘယ်တော့မှသူစိတ်ညစ်မခံသူစိတ်ကိုလှုပ်လို့ရတာတစ်ခုခုနဲ့မအားအောင်ထားတယ်စိတ်ကိုမအားမလတ်ဖြစ်နေအောင်ထားတယ်လက်တလောအလုပ်ပေါ်မှာအာယုံစိုက်ပြီးတော့မအားမလတ်ဖြစ်အောင်ထားရင်ထားမဟုတ်ရင်ကုသိုလ်အာယုံတစ်ခုခုယူပြီးတော့မအားမလတ်ဖြစ်အောင်ထားတာအတွေးနှိပ်စက်မခံဘူးအဲ့ဒါဆိုစိတ်မညစ်တော့တော့အနာဂတ်အကြောင်းကြာပြန်တော့ရောက်မလာသေးတဲ့ကိစ္စနဲ့တွေးပြီးတော့ပူလောင်တော့စိုးရင်တယ်ကြောက်ကြတယ်မလုံခြုံသလိုတွေခံစားရတယ်အဲ့ဒါအပေါ်ပဲရောက်လာတော့မှရောက်လာသလိုပဲရင်ဆိုင်မှာလူတိုင်းမှာပြဿနာရှိတယ်လူတိုင်းမှာစိုးရင်စရာတွေဆိုတာရှိတယ်မရောက်သေးတာကိုကြိုပြီးစိုးရင်ပြီးဘာမှလည်းမလုံနိုင်ပဲနဲ့တောကမွေးထားတဲ့သူလိုဖြစ်သွားရင်အချီးနီးပဲကိုနှိပ်စက်တဲ့သူပဲဒါကြောင့်မရောက်လာသေးတာဆိုမစင်စားရဘူးတဲ့မရောက်လာသေးတဲ့ကိစ္စအတွက်ကိုလည်းဘယ်လိုရင်ဆိုင်ရမှန်းမသိဘူးတချို့ကြိုတင်စီမံကိန်းချထားရင်တော့မှကြုံလာတဲ့ပုံစံကတစ်မျိုးစီစဉ်ထားတာကတစ်မျိုးတလွဲတွေဖြစ်ကုန်တာတွေ့ရတယ်ကိုစီစဉ်ထားသလိုရင်ဆိုင်လို့မရပဲနဲ့အရေးပေါ်ရင်ဆိုင်လိုက်ရတဲ့အရာမျိုးတွေရှိတာဆိုတော့မရောက်သေးတာတွေအတွက်ကြိုတွေးနေတဲ့သူတွေဟာစိတ်ညစ်တတ်တဲ့သူတွေဒါကြောင့်ကြိုမတွေးနဲ့စိတ်ညစ်လာပြီဆိုရင်ဂုဏ်တော်များများပွားကောင်းတဲ့အာယုံကိုယူအဲ့ဒီအာယုံနဲ့ပဲချက်ချင်းအေးအောင်လုပ်စိတ်ညစ်တယ်ဆိုတာလဲကြာတီတာမှမဟုတ်တာမမြဲတော့တရားကိုယ်ခံယူချက်ပေါ်မှာပဲမူတည်တယ်စိတ်ညစ်စရာလို့မြင်စိတ်ညစ်မယ်စိတ်ညစ်စရာမဟုတ်ဘူးတဘာဝပဲလက်တလောလုံနိုင်တဲ့ဥစ္စာကိုပဲအာယုံစိုက်စားစရာရှိရင်စားလှုပ်စရာရှိရင်လှုပ်ဘာမှလှုပ်စရာမရှိရင်ဂုဏ်တော်ပွားမဟုတ်ရင်ပရိစိတ်မဟုတ်ရင်တရားထိုင်အေးသွားမယ်အပေါ်တွေနဲ့အတွေးတွေနယ်ချဲ့ပြီးတော့အလုရှုံမခံနဲ့တတ်ကိုဒုက္ခပေးတဲ့သူပဲဘယ်တော့မှမအေးချမ်းနိုင်ဘူးအေးချမ်းခြင်းရင်ပစ္စုပန်တက်မှာနေပစ္စုပန်တက်မှာနေတဲ့အချိန်မှာလဲလက်တွေ့အကျဆုံးတွေကိုလုပ်အလုံးနိုင်ဆုံးအလုပ်ကိုလုပ်ယုတ်တိအကျဆုံးအလုပ်တွေကိုလုပ်မနိုင်ဝင်တွေကိုမထမ်းတဲ့စိတ်မညစ်တော့ဘာမှလုပ်စရာမရှိရင်စားစရာရှိရင်စားဒါမှမဟုတ်ရင်ပြောစရာရှိရင်ပြောဒါမှမဟုတ်ရင်လုပ်စရာရှိတဲ့အလုပ်ကိုအာယုံစိုက်ပြီးတော့လုပ်အဲ့ဓာတွေရဲ့အဆုံးစွန်မှာတော့ဂုဏ်တော်ပွားမေတ္တာပုတ်တရားထိုင်အေးချမ်းသွားလိမ့်မယ်ဒါကြောင့်အားလုံးသောတရားနာပရိသတ်အပေါင်းစိတ်ညစ်ခြင်းတွေမှာကင်းဝေးကြ၍အမြဲအေးချမ်းသောနေနည်းနဲ့နေနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်မနေတတ်မထိုင်တတ်ရင်
အပူဟတ်တတ်တယ်ဘုရားရှင်ကတော့နေနေထိုင်နေတွေပေးတယ်နှလုံးသွင်းနေတွေပေးတယ်လူတွေတခါတလေကြဘာကြောင့်အပူတွေများနေတာလဲဆိုတော့သူနှလုံးမသွင်းတတ်တာကိုနဲ့မဆိုင်တဲ့ကိစ္စတွေကိုလည်းသူဆိုင်တယ်လို့လုပ်နေတတ်တယ်ခေါင်းထဲမှာအမိုက်တွေထည့်ထားတဲ့သူတွေအဓိကကိုကိစ္စကကိုသီလအနှစ်ရမှာလားတမာတိအနှစ်ရမှာလားပညာအနှစ်ရမှာလားကိုကုသိုလ်ရမှာလားဒါဆိုအရေးကြီးတယ်ကိုပညာရမှာလားကိုစီးပွားဖြစ်မှာလားဒါဆိုအရေးကြီးတယ်အဲ့ဒီကိစ္စတွေကောင်းတဲ့ထည့်ရမှာအခုကထမင်းမဖြစ်သောကိစ္စဟင်းမဖြစ်သောကိစ္စဘဝအတွက်ဥဒ္ဒချက်တဲ့တပွင့်မဖြစ်သောကိစ္စတွေကောင်းတဲ့ထည့်ထားတယ်ကောင်းတဲ့ကိုအမိုက်တွေထည့်ထားတဲ့သူတွေလို့ခေါ်တယ်ဘယ်လိုမျိုးလဲဆိုတော့လူတစ်ယောက်ကသူ့ဘဝလမ်းကိုဟိုဘက်လမ်းနေသွားတယ်ကိုကဒီဘက်လမ်းကနေကိုဘဝလမ်းကိုရှောက်ကိုလမ်းကိုရှောက်ရင်အေးအေးဆေးဆေးပဲဟိုဘက်ကသူ့လမ်းသူရှောက်နေတဲ့သူကိုဒါသူဥပိ္ပခာမပြုတ်နိုင်ဘူးသူကဘလို့သွားတာပါသူငါသွားတယ်လို့သွားတာမဟုတ်ပါဘူးသူ့ရဲ့လှုပ်ရှားမှုကဘယ်ဟာတွေကညံ့နေတာပါသူလမ်းမှာချော်လဲချော်လဲတာကဘာကြောင့်ချော်လဲတာပါလဲမှာပေါ့လဲအောင်နေတာကိုပြန်ထပြန်တော့လဲခေါင်းမာလိုက်တာထနိုင်ပြန်ပြီလားပြန်လဲသွားတော့လဲတာကောင်းကိုကောင်းသေးတယ်ဝမ်းသာလိုက်တာဟဲ့ပြန်ထလာပြန်တော့ထလာပြန်ပြီလားကံကောင်းလို့ထနိုင်တာပါပြန်လဲသွားပြန်ရောမှတ်လောက်သားလောက်ရှိတာပေါ့အဲ့ဒီလိုဖြစ်နေတယ်ဒီဘက်ခေတ်လူတွေဟိုဘက်မှာသူလန်းသူသွားနေတာတခြားစီကိုနဲ့တလန်းစီကိုနဲ့နယ်လည်းမတူဘူးဘဝလည်းမတူဘူးအနာဂတ်လည်းမတူဘူးပတ်ဝန်းကျင်လည်းမတူဘူးစားတဲ့ထမင်းလည်းမတူဘူးအမိုက်တွေခေါင်းထဲကိုတအားထဲတာပဲအကုသိုလ်တွေတအားများနေအေးမနေတတ်ဘူးအဲ့တော့ကိုယ့်အတွက်ထမင်းဖြစ်မှာလားကိုယ့်အတွက်ဟင်းဖြစ်မှာလားကိုယ့်ဘဝအတွက်ဥဒ္ဒချက်တဲ့တပွင့်ဖြစ်သလားကိုယ့်အတွက်သီလသမာဓိပညာအနှစ်ရစေမဲ့ကိစ္စလားအဲ့ဒါပဲခေါင်းထဲထဲဒါတွေမတည်ပဲနဲ့ပြင်ပကအရာတွေကိုယ့်ကိုထမင်းမဖြစ်စေတော့ဟင်းတစ်ခွက်မဖြစ်စေတော့ဘဝအတွက်ဥဒ္ဒချက်တဲ့တပွင့်မဖြစ်စေတော့စိတ်ခွန်အားကိုလည်းမပေးစေတော့သီလအနှစ်ကိုလည်းဖြည့်စွမ်းပေးတဲ့အရာမဟုတ်တော့တမာတိအနှစ်ကိုလည်းဖြည့်စွမ်းပေးတဲ့အရာမဟုတ်တော့ပညာအနှစ်ကိုလည်းဖြည့်စွမ်းပေးတဲ့အရာမဟုတ်ပဲအပယ်ဆွဲချမဲ့ကိစ္စတွေခေါင်းထဲထည့်ထားကြတဲ့သူတွေမနေတတ်တော့အပူဟတ်တယ်အပူဟတ်တော့ငရဲကြတယ်ကိုငရဲကြအောင်မလုပ်ကြနဲ့ကိုကိစ္စကိုစဉ်းစားကိုကုသိုလ်ကိုစုပြီးနေနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ကျမ်းစာတရားတွေရှိဖို့အတွက်သူ့ဒုက္ခကိုဒုက္ခလို့ကိုကျမ်းစာပေးတတ်မှာဖြစ်မှာကိုယ်တိုင်ကြုံတော့မှကိုဒုက္ခထားပြီးတော့လူတွေကပြောကြတယ်တိတ်ဆုံးခြင်းတွေပျောက်ဆုံးခြင်းတွေပျက်စီးခြင်းတွေကိုကိုကြုံမှသာထားပြီးတော့ဒီလိုခံနေရတာပါသူများဒုက္ခတွေကိုဒုက္ခလို့မရှုကြဘူးအမှန်ကဒုက္ခဆိုတာတလောကလုံးမှာအကုန်လုံးကိုနားလည်နိုင်ရတယ်ဒီဒုက္ခတွေကိုနားလည်တော့မှတန်ဝေကဆိုတာရတာမဟုတ်ရင်လောကကြီးကိုตายရနေမှာပေါ့ကိုယ်နေရာတစ်ခုတည်းကွက်ပြီးတော့ตายရနေတဲ့အချိန်ကျသူများဒုက္ခကိုချင်းစာမပေးကြဘူးအိမ်မရှိတော့တဲ့သူကိုအိမ်ရှိတဲ့သူကခဏကြော်ပြတ်နိုင်မှာပါလေဒီလိုတွေပြောတာဘယ်ကြော်ဖြတ်နိုင်ပါမလဲအိမ်တစ်လုံးဆိုတာလွယ်လွယ်ကူကူရတာမှမဟုတ်တာစသည်ဖြင့်သားသမီးဆုံးရှုံးသွားတဲ့သူတွေကိုဒီလောက်လည်းမဟုတ်ပါဘူးဒီလောက်ကတော့ဖြစ်တတ်တာပဲကိုသားသမီးမှမဆုံးရှုံးဘူးတာကိုသားသမီးဆုံးရှုံးလို့ရှင်အဲ့ဒီစကားမပြောတော့ဘူးဒုက္ခလူတိုင်းမှာရှိတယ်လူတွေရဲ့ဒုက္ခကိုဒုက္ခလို့ကိုချင်းစာနိုင်မှာမေတ္တာတွေကရုဏာတွေဆိုတာဖြစ်လာမှာလောကလောင်ကျွမ်းနေတာအဲ့ဒီမေတ္တာခေါင်းပါနေလို့ပဲကရုဏာခေါင်းပါနေလို့ပဲကိုမေတ္တာခေါင်းပါတာကိုကရုဏာခေါင်းပါတာကိုမထိဘူးလို့မထင်နဲ့တနေ့ထိလာမှာကိုကမေတ္တာခေါင်းပါနေတယ်လို့ကိုလည်းလူတွေကမေတ္တာခေါင်းပါလာမှာပဲဘယ်သူကမှဂယုမဆိုင်ဘူးဟေးလို့ပြောတဲ့သူကိုလည်းပတ်ဝန်းကျင်ကဂယုမဆိုင်ပါဘူး
အဲ့တော့ပတ်ဝန်းကျင်ကိုမေတ္တာပေးတဲ့သူကိုသာလူတွေကအာယုံပြန်ထားတာနားလည်တတ်တဲ့သူမှဒုက္ခဆိုတာကိုတည်တည်ချာချာသိတာဘဝဆိုတာဘဝရှိရင်ဒုက္ခရှိတယ်ဒုက္ခကကိုယ်ကြုံမှဒုက္ခမဟုတ်ဘူးလူတွေမှဒုက္ခတွေအသားတကွဲမရတကွဲဖြစ်တဲ့သူတွေမိသားစုတစ်စုလုံးတကွဲတပြားနေရတဲ့သူတွေရှင်ကွဲနေတဲ့သူတွေအဲ့တော့တန်ဖိုးထားဆုံးမိဘကိုဆုံးရှုံးထားရတဲ့သူတွေအရေးပြောက်တဲ့သူတွေအနာဂတ်ပြောက်တဲ့သူတွေဘလို့ခံစားရပါမလဲဘာမှမသိမလိမ္မာပဲနဲ့အကျိုးအမြတ်ကိုသာရှာတော့အတ္တသမားတွေရဲ့ခေါင်းပုံဖြတ်မှုကြောင့်အလူးလဲခံနေရတဲ့နင်းပြဘဝလေးတွေကိုနင်းပြဖြစ်ဘူးမှနားလဲမှာကိုပိုင်ဆိုင်ထားတဲ့အရာတွေကိုအိမ်ပေါ်တက်ပြီးသူများယူသွားတာတွေကြုံဘူးမှကိုချင်းစာမှာလုံခြုံမှုမရှိခြင်းဆိုဆင်းရဲခြင်းတို့ဆိုတဲ့အရာတွေကိုနားလည်အောင်ကြည့်လောကအဲ့ဒါပဲကိုတဏှာတဲ့တင်မဟုတ်ဘူးတလောကလုံးတကဘာလုံးအတ္တကြီးတဲ့လောကမှာငြိမ်းချမ်းမှုမရှိဘူးကိုချင်းစာတရားမရှိတဲ့လောကမှာငြိမ်းချမ်းမှုမရှိဘူးဒါကြောင့်ဘဝဆိုတာဒုက္ခပဲလို့ဘုရားဟောတာအဲ့ဒီဒုက္ခတွေကိုကိုယ်ဒုက္ခမှာဒုက္ခမဟုတ်ပဲသူများဒုက္ခတွေကိုလည်းရှုနိုင်တဲ့အခါဘဝဆိုတာဒါပဲဘသူဘဝမှာကောင်းတယ်ဆိုတာမရှိဘူးဘယ်မှာနေချမ်းသာတယ်ဆိုတာလည်းမရှိဘူးအတ္တလွှမ်းမိုးတဲ့လောကမှာဆင်းရဲတွေပဲကြုံမှာဒါကြောင့်အတ္တကိုပဲလောဘကိုပဲမာနတွေပဲအယူလွဲအမြင်လွဲဒိဋ္ဌိတွေပဲစိုးညစ်တဲ့အကုသိုလ်တွေကိုအကုန်ပယ်သက်သွားနိုင်တော့မှနောက်ထပ်ဘဝတွေမရတော့ဘဲနဲ့ချုပ်ငိမ့်တဲ့နိဗ္ဗာန်ဆိုတာအေးချမ်းတယ်ဆိုတာဒါပါလားဒါကြောင့်မြတ်စွာဘုရားကဘဝဆိုတာဒုက္ခပဲပဋိသန္ဓေနေတယ်ဆိုတာဒုက္ခပဲနောက်ဆုံးမှာစိုးရင်ကြငိုကြကိုယ်ဆင်းရဲကြစိတ်ဆင်းရဲကြပြင်းစွာပင်ပန်းကြဒါတွေပဲကြုံရတာတခုမှချမ်းသာတယ်ဆိုတာမရှိဘူးလို့ဟောတာဒါကြောင့်ကိုချင်းစာစိတ်ရှိမှဒုက္ခကိုနားလည်မယ်ဒုက္ခနားလည်တော့မှလည်းဒုက္ခကလွတ်မြောက်ဖို့ကျင့်ပြီးဒုက္ခကနေလွတ်မြောက်ပါတယ်လို့အားလုံးအေးချမ်းကြပါ